ကျွန်တော်ရဲ့တခြင်းအသစ်တစ်ပုဒ်ဖြစ်တဲ့တဲကຫນွေညက်နေခင်းလေးတစ်ခုလို့အမိရတဲ့တခြင်းလေးကိုဆိုပြသွားမှာဖြစ်ပါတယ်။နားဆင်ပေးကြပါဦးခင်ဗျာ။ Now